ဒီရွာမှာထူးဆန်းစွာနဲ့ပဲမျိုးသားတွေပဲတည်ဆုံကြရတယ်။ဒါကတော့တော်လေးကိုထူးဆန်းတဲ့ရွာတစ်ရွာဖြစ်ပါတယ်။ဒီရွာမှာတင်ဟာယောက်ျားလေးဖြစ်မယ်ဆိုရင်တင်မင်းနဲ့စစ်ခင်းမှုကိုမွေးတဲ့ကကြိုတင်လေ့ကျင့်ထားရမှာပါ။အမျိုးသမီးများစုကလည်းသူတို့ရဲ့အမျိုးသားတွေကိုဆုံရှုံခဲ့ရပြီးမုံဆုံးမဘဝကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီလိုယောက်ျားမရှိတော့တဲ့ဘဝကိုမိန်းမသားတယောက်တည်းရင်ဆိုင်ခဲ့ရတာကြောင့်သူတို့ရဲ့ဘဝတွေကရုန်းကန်ရင်းနဲ့နလန်မထူနိုင်ကြပါဘူး။တချို့မျိုးသားတွေကတော့ငငယ်ရွယ်တွေကတည်ဆုံကြပါတယ်။ဒါဆိုဒီရွာမှာယောက်ျားလေးတွေကအရင်ဘဝကူးသွားရတာလေ။ဒီရွာကဘလို့ရွာမျိုးလဲဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကိုစုံကြည့်ကြည့်ပေးဖို့ပြောပါရစေ။ဒီနေရာကတော့အိန္ဒိယနိုင်ငံရော့ချက်စတာပြည်နယ်တနေရာကကြောက်ထုတ်လုံရင်မိုင်းတွင်းတစ်ခုအနီးမှာတည်ရှိပါတယ်။မိုင်းတွင်းကြီးကတဲကြောက်တွေကိုအဓိကတူးဖော်ကြတာပါ။ဒီမိုင်းတွင်းကြီးကဘလောက်ထိထောင်မှာကြီးကျယ်တယ်လဲဆိုရင်အိန္ဒိယတနိုင်ငံကတဲကြောက်ထုတ်လုပ်မှုစုစုပေါင်းရဲ့80%ကိုဒီကြောင်မိုင်းကြီးကနေထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ဒီကြောင်မိုင်းတွင်းကြီးကနေထွက်ရှိလာတဲ့တဲကြောက်တွေကအရေးအသွေးလဲကောင်းလာတာမို့ UK နဲ့ဂျာမနီနိုင်ငံတို့ထိတောင်တင်ပို့ရပါတယ်။ဒါကြောင့်ရွာသားတွေဟာဒီမိုင်းတွင်းကြီးကိုမိခိုပြီးတော့လောက်ကင်စားတောက်နေကြရတယ်။အိမ်တိုင်းစေးကအိမ်မှာရှိသမျှလူတွေအကုန်လုံးဒီမိုင်းတွင်းကြီးမှာအလုတ်လာဆင်းကြပါတယ်။ဒီရွာသားတွေကလည်းနေ့စဉ်ဝင်ရတဲ့ကြောင်မိုင်းတွင်းကအလုတ်တွေကိုပဲအဓိကလှုပ်ဆောင်လာကြပြီးတခြားအလုတ်တွေတောင်မှမလုပ်ကြတော့ပါဘူး။အစားကတော့မိုင်းတွင်းနာမှာဒီရွာမရှိခဲ့ပါဘူး။မိုင်းတွင်းတူးပေါ်ရေးလှုပ်ဆောင်ပြီးတော့မှသာရွှေပြောင်းလုပ်သားတွေအနေနဲ့တဖွဲ့ပြီးတဖွဲ့ရောက်ရှိလာကြပြီးတဖြည်းဖြည်းနဲ့များပြားလာကြကအခြေချနေထိုင်ရင်းနဲ့ရွာကြီးတွင်ရွာတော်ဖြစ်လာခဲ့ပါတယ်။တဲကြောင်တုံငါဘူးအပေါ်ကနေကပူနဲ့တကယ်ကိုလောကငရဲထဲမှာရုန်းကန်လှုပ်ရှားပြီးတော့အတမွေးဝမ်းချောင်းပြုနေကြရပါတယ်။တဏီကုံတူနဲ့စုပ်ကင်ပြီးကြောက်ထုနေရတာကြောင့်လက်ချောင်းတွေကနေတစုံတစ်ခုကိုစုပ်ကင်မှုတော့အခက်ခဲရှိလာတဲ့အထိနာကျင်လာရပါတယ်။ဒါပေမဲ့ဝမ်းရေးကိုဖြည့်ရှင်းမှုအတွက်ဒီဟာသားတွေဟာတရက်ပြီးတော့တရက်ဒီလိုနဲ့ပဲအာတင်ဖြတ်ကျော်နေရပါတယ်။နေ့စဉ်နေ့တိုင်းကြောင်မုံတွေဖုံမုံတွေကိုပဲရှူရှိုက်နေကြရတာကြောင့်သူတို့ရဲ့ကျန်းမာရေးကဆူဆူရွံ့ရွံ့ကိုဖြစ်လာတတ်ပါတယ်။ဒါကြောင့်တဲကြောင်တုံးတွေမှာပါတဲ့ဆီလီကာဖုံမုံတွေကြောင့်မိုင်းတွဲလုပ်သားတွေဟာဆီလီကုန်းစစ်လို့ခေါ်တဲ့ယောဂတစ်မျိုးဖြစ်လာခဲ့ကြပါတယ်။ဆီလီကုန်းစစ်ယောဂကြောင့်အနည်းငယ်လောက်ရှင်းပြရရင်များသောအားဖြင့်ပုံဆောင်ခဲတွေဖြစ်နေကြတဲ့ဆီလီကာဖုံမုံတွေကိုရှူရှိုက်မိရာကနေဖြစ်ပေါ်လာတဲ့နာတာရှိအဆုံယောဂတစ်မျိုးပဲဖြစ်ပါတယ်။ဆီလီကာဆိုတာကတချို့သောကြောင်တဲကြောင်တဲနဲ့ရှင်စီမျိုးစားတွေမှာတဘာဝတိုင်းပါဝင်နေတာကိုတွေ့ရှိရတဲ့အရာဖြစ်ပြီးဒီမိုင်းတွင်ကတဲကြောင်တွေမှာလည်းဆီလီကာဓာတ်တွေအများကြီးပါဝင်နေတာပါအကုန်လုံးဒီပါတယောက်ပြီးတယောက်ဆီလီကုန်းစစ်ယောဂနဲ့တည်ဆုံကုန်ကြပြီးတရွာလုံးဒီပါမုံဆုံးမှဖြစ်ချန်နေကြရတာဖြစ်ပါတယ်ကလေးတွေနဲ့မိန်းမတွေကတော့မိုင်းတွင်တွေကအမုံတွေကိုဓာတ်ရိုက်ထိတွေ့ရခြင်းသိပြီးတော့မရှိတာကြောင့်အမျိုးသားများထက်တော့ပိုပြီးတက်ဆိုးရှိကြပါတယ်။ဒီလိုယောက်ျားတွေဆုံးပါသွားတာကြောင့်ဘဝကိုခက်ခက်ခဲခဲရင်ဆိုင်လာကြရပါတယ်။ဗီဒီယိုလေးကိုစုံထိကြည့်ပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။